အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ ARK D2 ကနေပြီးတော့ပြန်လည်ကြိုလိုက်ပါတယ်ဗျ။ Okay ဒီ D2 မှာဆိုရင်တော့ကျွန်တော်တို့အနေနဲ့အမဲလိုက်ဖို့လက်နက်တွေလုံမယ်ပြီးရင်ကျွန်တော်တို့အမဲလိုက်နည်းကိုပါကျွန်တော်ပြောပြပေးပါမယ်ဗျ။ Okay အရင်ဆုံးအနေနဲ့ကျွန်တော်တို့ဒီမှာဒီအိမ်ဆောက်တာကတော့ကျွန်တော်မပြောပြတော့ပါဘူး။ဘာလို့လဲဆိုတော့ဒီကောင်လေးကအရေးတဲ့အိမ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်မလုပ်ပြတာဖြစ်ပါတယ်။အင်ကြီးလုံနီးရတော့လွယ်ပါတယ်ဗျ။ကျွန်တော်ဒီကနေပြီးတော့ဝင်လိုက်မယ်။ Okay ဒီမှာအင်ကြီးလေးကိုကျွန်တော်တို့ဝင်လိုက်မယ်ဗျ။ Okay အင်ကြီးလေးတွေကိုဖွင့်ပြီးသွားရင်ကျွန်တော်ဒီမှာလုပ်ရမယ်အင်ကြီးလုပ်ဖို့ဆိုရင်ဒီမှာ fiber ဘလောက်ဆိုပြီးတော့ကျွန်တော်ဒီမှာပေါ်နေတယ်ဗျ။ Okay အဲ့ဆိုရင်ကျွန်တော်အမဲလိုက်ဖို့ဘာလက်နဲ့လိုလဲဆိုရင်ကျွန်တော်တို့အမဲလိုက်ဖို့ဒီလေးနဲ့ညာလိုပါတယ်ဗျ။ Okay ဒီကောင်လေးကိုကျွန်တော်တို့ခရမယ်ဒီနေ့ Okay ဒီကောင်လုပ်ဖို့ဘာလိုလဲတစ်သားရဲ့ fiber ရဲ့လိုရဗျ။ Okay ကျွန်တော်ရှာမယ်။ D2 ကမစားရသေးဘူးမိုးကချုပ် Okay fiber ပြည့်ပြီဆိုကျွန်တော်တစ်သားရှာမယ်တစ်သားဆိုရင်ဒီကောင်လေးနဲ့ပဲခုတ်ပါဗျ။အဲ့ဒါတစ်သားရပါတယ်ကျွန်တော်ဒီမှာခုတ်ပြOkay မှာတစ်သား၄-၅တက်တယ်ဗျဒီကောင်လေးနဲ့ကျွန်တော်ခုံးမယ်ဆိုရင်ဒီမှာကြည့်လိုက်ပါဒီကောင်ကျတော့ဓနိပဲတက်တာဗျ Okay တက်လာမသိဓနိပဲတက်တယ်ကျွန်တော်တစ်သားအနည်းငယ်ပဲရရပေါ့ဗျာ Okay ဆိုတော့ကျွန်တော်တစ်သားလို့ချင်းဒီကောင်လေးခုတ်ပါ Okay ဒီမှာကျွန်တော်တခုပြောဖို့မေ့သွားတယ်ဗျဒီမှာကျွန်တော်တို့ဒီအောက်ကဒီဘားကိုကျွန်တော်တို့ဒီလက်နက်တွေပါပြောင်းရဲပါတော့မပေါ်ဘူးဆိုရင်ကျွန်တော်တို့အနေနဲ့ဒီဘုံလေးကိုနှိပ်မယ်ပြီးရင်ကျွန်တော်ဒီ setting နဲ့တွားမယ်အဲ့တော့ဒီမှာ video ဆိုတဲ့အထဲကိုကျွန်တော်ဝင်မယ်အော် sorry ဒီ control ဆိုတဲ့အထဲကိုဝင်မယ်ဒီနေရာမှာကျွန်တော် all screen ထားမယ်ပြီးရင်ကျွန်တော်ဒီမှာ chain view ဒီမှာဘယ်ဘက်ကိုနှစ်ချက်နှိပ်မယ်ဆိုရင်ကျွန်တော်တို့ chain သွားမယ်ပေါ့ဗျာ chain ကိုကျွန်တော်ထားထားတယ် Okay ဒီမှာကြက်ရထားပေါ့ဗျာOkay right click ကိုကြာတော့ right click ကိုကျွန်တော်နှစ်ချက်နှိပ်မယ်ဆိုရင်ကျွန်တော်တို့ဒီညာဘက်ကိုကျွန်တော်နှစ်ချက်နှိပ်မယ်ဆိုရင်ကျွန်တော်အနေနဲ့စုံကင်မရာဖြစ်သွားမယ်ဗျဘယ်လိုလဲဆိုတော့ကျွန်တော်တစ်ချက်ပြမယ်ဒီကောင်ကကျတော့ကျွန်တော်ပေါ်တွန်ပါဗျ Okay ဒီမှာကျွန်တော်လက်ထားလိုက်တယ် Okay ပြီးပြီဆိုအဲ့လိုလုံမှာကျွန်တော်ဒီလိုပေါ်မှာ Okay ဒီကောင်ပါဗျခုနခုံနေတာဒီမှာကျွန်တော်တို့ဒီလိုပုံစံမျိုးဖြစ်နေရဲကျွန်တော်ဘယ်ဘက်ကိုနှစ်ချက်နှိပ်မယ်ဆိုရင်ကျွန်တော်တို့ပုံဒီလိုလေးဖြစ်သွားမယ်ဗျ Okay ကျွန်တော်နောက်တစ်ချက်ပြန်နှိပ်မယ်ဆိုကျွန်တော်ဒီလိုဖြစ်သွားမယ် Okay ညာဘက်ကိုကျွန်တော်နှစ်ချက်နှိပ်ပြမယ်ဗျ Okay Okay ဒီမှာစုံပြောင်းသွားပါတယ် Okay တွေ့လာတော့စုံပြောင်းသွားပါတယ်ဗျ Okay ကျွန်တော်ဒီလိုဆိုရင်ကျွန်တော်မြင်ဝင်းကျကြည့်လို့ရပါတယ်အင်းကဆော့နေတယ်ဘယ်လိုလုပ်ရမလဲမသိမှဆိုလို့ကျွန်တော်အနေနဲ့ပြပြပေးတာဖြစ်ပါတယ်ဆရာလောက်တာတော့မဟုတ်ဘူးဗျ Okay နည်းနည်းရတော့ Okay ကျွန်တော်ရပြီနော်ကျွန်တော်ဒီမှာ Okay လေးကိုကျွန်တော်အရင်လုပ်မယ်ညားလို့ခုကြတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ fiber ရဲ့ဒီကြောက်တူးရင်ပါတယ်ပြင်ရယ်ကျွန်တော်ဓနိရယ်လိုရဗျ Okay ကျွန်တော်အဲ့ဒီဟာကြီးကျွန်တော်ဘယ်လိုရှားလဲဆိုတော့ကျွန်တော်ဆက်ပြပါမယ်အရင်ဆုံးညားလုပ်လိုက်အောင်ဗျ Okay ဒီမှာ Okay ကျွန်တော်ပြီးသွားပြီဆိုရင်ဒီကအိုင်နန်ကြီးကျွန်တော်တို့ဒီမှာပေါ်ဖို့အိန္ဒိယမှာကျွန်တော်ပေါ်ဖို့ဘယ်လိုထည့်လဲဆိုတာကျွန်တော်တစ်ချက်ပြပါမယ် Okay ဒီကောင်ဒီဘက်ဘုံလေးကိုကျွန်တော်တက်နေမယ် Okay ညမှာကျွန်တော်ထည့်ခြင်းတဲ့လက်နက်ကိုရွေးမယ်ပေါ့ဗျာ Okay ဒီမှာကျွန်တော်ရင်ဆုံးမီးကိုကျွန်တော်ရွေးပြီးကျွန်တော်ထည့်လိုက်မယ် Okay အဲ့ဒါဆိုရရနော်အဲ့ဆိုရင်ဒီလိုထည့်လိုက်ပြီဆိုရင်ကျွန်တော်ဒီမှာပေါ်သွားပြီရအဲ့လိုထည့်ရတာဖြစ်ပါတယ် Okay ကျွန်တော်ဒီမှာလေးထည့်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ညကိုဘယ်လိုထည့်ရလဲဆိုရင်ညကို Rhine ဖီလေးတွေကိုသွားပြီးစွဲထည့်လိုက်ရပါတယ်ဗျ Okay ကျွန်တော်ဘူးလောဆယ်လုပ်ဖို့အားလို့လည်းမသိချက်ကြည့်လိုက်အောင်ညာလုပ်ဖို့ Okay fiber လိုတယ်ဗျ Okay ကျွန်တော် fiber ရှာ Okay ဒီညကတော့ကျွန်တော်ဒီမှာညဘက်ကြီးကိုအမဲမလိုက်နေဗျဘယ်တော့အခါမှာကျွန်တော်ညဘက်အမဲမလိုက်ပါနဲ့ဘာလို့လဲဆိုတော့ဒီကောင်ဒိုင်နိုဆောတွေပေါ်တဲ့အတွက်ကြောင့်ကျွန်တော်အပြင်ထွက်မိတာနဲ့ကျွန်တော်နေရာမှားပြီဆိုရင်ဘရာသာအနေနဲ့တေးပြီဗျ Okay အဲ့တခုတော့ဒီကိန်းကအနေနဲ့တတိထားရတယ် Okay ကျွန်တော်ခုလောက်ဆိုရင်ကျွန်တော်ရတော့ပြီ Okay ခုနချောင်းရစမတ်ချော Okay ခရကြည့်လိုက်အားလုံးလည်းနေ Okay ဒါဆိုရင်ကျွန်တော်တို့ဓနိလိုမယ်ဓနိကိုရင်တော့ဒီကောင်လေးနဲ့နေရှာမယ်ကျွန်တော်တို့အနေနဲ့အမဲလိုက်မယ်ဆိုရင်ကျွန်တော်တို့ခညားကို1050လောက်ထားပြီးမဲလိုက်ပါဗျ Okay ကျွန်တော်တစ်ချက်ပြအောင်မယ်ဗျဘရာတောင်းအနေနဲ့ဒီလိုပြေးတဲ့အခါဒီလိုနှီးတုံဖြစ်နေတယ်ဆိုရင်ဒီမှာကျွန်တော်အခုပြေးရနှီးတုံဖြစ်နေကြ Okay အဲ့ဒါဆိုရင်ကျွန်တော်အပြည့်ညံဘယ်လိုပြေးလဲဆိုတော့ကျွန်တော်တစ်ချက်တည်းပြပါမယ် Okay ကျွန်တော်ဘယ်လိုပြေးလဲဆိုရင်ဒီဘက်ဘယ်ဘက်ကိုကျွန်တော်တို့နှစ်ချက်အဲ့လိုနှစ်ချက်ဗျာကျွန်တော်လက်မနဲ့နှစ်ချက်ဖိပြီးပြေးပါဗျ Okay အဲ့လိုမှကျွန်တော်တို့ပြေးမှဖြစ်ပါတယ်ဒီမှာကြည့်ကျွန်တော်ပြေးပြမယ် Okay ဒါဆိုပြေးတယ်နော်ကျွန်တော်ရိုးတန်းသွားမယ်ဆိုရင်ဒီလိုလေးဖြစ်နေရောဗျ Okay နှစ်ချက်နှိပ်ပြီးပြေးမယ်ဆိုရင်ဒီလိုပြေးနေရောဗျ
အဲ့ဒါဆိုရင် brother အနေနဲ့ dinosaur တွေပါလိုက်တဲ့အခါကျရင် AC လွတ်နိုင်ပါတယ် dinosaur လိုက်ရင်ကျွန်တော်တို့ရေထဲပုံးသိရင်ရေထဲပုံးမှာကျွန်တော်တို့ရေထဲမဟုတ်ဘဲနဲ့ရေထဲမပုံးလို့မရဘူးကျွန်တော်တို့ကုန်းပေါ်တက်ပုံးမယ်ဆိုရင်ကျွန်တော်ကြောက်လုံးမြင့်မြင့်ပေါ်မှာတက်နေပါဗျလစ်တော့မှာစင်ပြေပါโอเคโอเคဒါဆိုကျွန်တော်တနည်းကတော့ဒီလောက်ဆိုရင်တော့လုံလောက်ပါပြီကျွန်တော်ဒီမှာဒီကောင်လေးကိုကျွန်တော်ရှာပြမယ်ဗျโอเคဒီအလဲကောင်ကဒီကောင်လေးကိုကျွန်တော်ရှာမယ်โอเคအဲ့ဒါဆိုရင်ကျွန်တော်ပယ်လက်နဲ့လောက်ရမယ်ဆိုဒီကောင်နဲ့ပဲလောက်ပါအောင်ရင်ကျွန်တော်ကြောက်တူးမယ်โอเคဒီမှာသူရရဗျ12ဆောင်ရရဗျအဲ့ဒါဆိုကျွန်တော်တော့ကတော့လုံလောက်ပါပြီโอเคလောလောဆယ်တော့ကျွန်တော်ညားနေပဲအဆင်ပြေတယ်ဆိုပေမဲ့ဒါသားတို့နေနဲ့အနေရရှိရဲ့ကောင်လေးဟာဒီလာခဲ့ရင်ကျွန်တော်ဒီချုပ်တဲ့ဟာလေးရှိမှအဆင်ပြေတာဗျโอเคဒီချုပ်တဲ့ကောင်လေးကကျွန်တော်ဒီမှာကြောက်တုံးရဲ့တနည်းရဲ့ဒီတေးရဲ့ဖိုင်ဘာရဲ့လိုရဗျโอเคတေးရတော့ကျွန်တော်အကောင်တတ်မှရမှာဖြစ်ပါတယ်ကျွန်တော်ကဒီကောင်လေးကိုလိုရမယ့်ရတစ်ခုလောက်ထားလိုက်မယ်ဗျအကောင်လေးကြတော့ရတာတွေဘာလာတဲ့ခါကျရင်ကျွန်တော်တို့ဒီကောင်အဲ့ချုပ်တဲ့ဟာလေးရှိမှကျွန်တော်တို့ကီးလို့အဆင်ပြေမှာဗျနောက်မှဆိုရင်ကျွန်တော်တို့တေးသွားလိမ့်မယ်Evarata တော့အကောင်နဲ့သွားချုပ်လို့မရဘူးဗျโอเคမိုးကလင်းလာပြီကျွန်တော်အနေနဲ့မင်းလိုက်ဖို့ပဲကြံတော့တယ်အစားလေးယူမယ်โอเคလူရမယ်ကโอเคဒီကောင်လေးယူထားလိုက်နေလေဒီကောင်လေးလုံနေကျွန်တော်တစ်ချက်ပြပေးမယ်နောက်ပြီးโอเคဒီဥကတော့ကျွန်တော်အစားတော့ကျွန်တော်ကောက်ထားတာဗျလူရမယ်ရဆိုရင်ဥတွေပါတွေတွေးခဲ့ရင် brother အနေနဲ့တင်ထားပါဗျအဲ့ဒါမှ brother တို့အကောင်လေးပါတွေဖမ်းခဲ့ရင်ကျွန်တော်အကောင်လေးမွေးခဲ့ရင်အစာမြန်မြန်ကျွေးပြီးတော့ကျွန်တော်မွေးလို့ရတယ်ဗျโอเคအဲ့ကောင်လေးလုံနီးရလဲကျွန်တော်နောက်ဗီဒီယိုတွေမှာကျွန်တော်တင်ပေးပါမယ်โอเคအရင်ဆုံးဒီကောင်လေးလုံနေကျွန်တော်ဆက်ပြမယ်โอเคဒီတရားနဲ့ကျွန်တော်ဝင်ဝင်ဗျโอเคပြောပါโอเคဒီမှာ level 4ဆိုရင်ကျွန်တော်ဒီကောင်ဖွင့်လို့ရတယ်ဒီကောင်လုံးဖို့ဆိုဘာလို့လဲကျွန်တော်ချက်ကြည့်မယ်ဒီကောင်လုံးဖို့ဆိုရင်ခုနအတိုင်းပဲတစ်သားရဲ့ flip ရဲ့ကျွန်တော် fiber ရဲ့လိုရဗျโอเคဒါပါပဲဗျโอเคအဲ့ဒါလေးရရှားတယ်လွယ်ပါတယ်ကျွန်တော်တစ်ခေါက်ပြသွားပြီဆိုတော့ကျွန်တော်မပြတော့ပါဘူးโอเคကျွန်တော်လက်နဲ့လေးထုတ်ထားလိုက်အောင်ဗျဒီကောင်လှမ်းပုံစံသွားတာပါโอเคအဲ့ဒါဆိုကျွန်တော်မှန်ဘလူးနဲ့သွားမယ်မဲလိုက်မယ်ပေါ့ဗျာအဲ့ရေတော့တဲ့ဟိုဒီကောင်လေးရှိရဆိုရင်ဒါတော့နေရေတော့တဲ့မစင်းနဲ့ဗျဒီကောင်လေးကကျွန်တော်တို့တက်လိုက်တယ်အကောင်လေးရှိရင်ကြီးလဲဟိုဘယ်တော့မှမစင်းပါနဲ့ကြโอเคမရှိစားရဲ့ကျွန်တော်နမူနာဆင်းမြောက်တယ်ဒီကောင်လေးနီးလို့တစ်ချက်စမ်းညအကောင်လေးလာအကောင်လေးလာဒီမကြည့်ဒိုင်နိုဆောချက်ပေးတယ်ကောင်လေးတွေးတော့နေကျွန်တော်နေတာလည်းရအောင်မယ်တဲ့โอ้မမြောက်သေးလေးโอเคကျွန်တော်စမ်းလိုက်ကျွန်တော်အကောင်လေးကျွန်တော်အမဲလိုက်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့မြင်းနဲ့တနေရဒီကောင်လေးမတက်တက်လောက်မယ်တနေရလောက်ကျွန်တော်တက်ကမယ်โอเคဒီလိုအမြင့်တနေရကိုတက်โอเคဒီဘက်ကနေမလို့နေတော့ရโอเคနေတော့လေပြေးပေါ့ဗျာစမ်းမယ်โอเคခေါင်းလိုက်ဒီကောင်ဆိုရင်ကျွန်တော်တို့အနေနဲ့အိမ်နေပါတယ်ရှိရင်အိမ်နေအောင်မခေါ်ရနဲ့ဗျအကောင်ကျိုးပေါ့အိမ်တွေ့ရင်အိမ်မှာဖြိုတာဗျโอเคကျွန်တော်အမဲလိုက်မယ်အေးအောက်ကြပါ the fuck ဟေ့ရေး what the fuck ကြီးတယ်โอเคတော်သေးတယ်တေးသွားပြီ what the fuck
တော်ဂျုံငွေတဲ့ကောင်ဒီကောင်ဟုတ်ကျွန်တော်အသားလို့ချင်းကျွန်တော်ဒီကောင်လေးနဲ့ထိုးပြဒီကောင်လေးလည်းအသားရရယ်โอเคကျွန်တော်ဒီကောင်လေးရရကျွန်တော်နောက်တစ်ကောင်ထက်ရှာကျွန်တော်အဲ့လိုမြင်းတဲ့တနေရာကိုတက်လာတော့တောင်းလေးကိုမလွတ်ချင်ဘူးဗျအိမ်သားတွေပါကြာဒီကောင်လေးမခေါ်လာနဲ့ဒီကောင်လေးရှိရင်ကျွန်တော်အိမ်မှာပြူနိုင်ရင်ဆိုတော့ကျွန်တော်တို့ထက်ရှာမယ်ရှင်းမှာရတာကြီးရှိတော့မယ်ဗျโอเคကျွန်တော်ကြည့်လိုက်ဘိုက်စာရေးတင်းနေနိုင်ဥမာ ever ရတာကြီးဘာသာတွေ့လားရတာယူလား ever ရတာရတာယူရတာယူဒီကောင်ကျောင်းစီလားသူလာတယ်လာတယ်မဲ我们招没用，这个我们招也没用，这个我们招没用，我们招没用，这个嘛嘞，这个我得先嘞，这个我得先。OK，对哇，အဲ့လိုမြင်းတဲ့တနေရာကိုတက်နေဒီကောင်တော့ AC ပဲဗျ OK ကျွန်တော်စားကျွန်တော်အမဲလိုက်ခီးရတော့ဆိုရင်တော်တော်အဆင်ပြေနေကြ OK ဟိုမှာကျန်တော့ညာမလောက်တော့ကြည့်လိုက်ပေါင်900ကျော်တော့အဆင်ပြေတော့ဒီကေတော့ညာမလောက်တော့အိုးမှာအကောင်လေးဗျကောင်လေးကြောက်လည်းတေးဒီကောင်လေးအုပ်စုကိုတော့ဖြစ်ဒီကောင်လေးအုပ်စုကိုဖြစ်ဒီကောင်လေးအုပ်စုကိုကျွန်တော်လက်နက်လေးနဲ့ဆိုကျွန်တော်အဆင်ပြေရဒီကောင်လေးအုပ်စုခင်းโอเคတကောင်ဒီဝိုင်းကျွန်တော်နောက်ပိုင်းအငတ်ထမ်းအောင်ရအမအငတ်ကြီးကစီးလို့ကောင်းညံနေဗျဘယ်တက်လားအစိမ့်မိပါဘာဟောအစိမ့်နဲ့ပြောရတော့မရှိဦးမလေးမလို့အော်ဒီအောက်ကတစ်တာဒီအောက်ကတကောင်တော်မွေးနေတာအဲ့ဒါမင်းလားဝါပြည့်စင်ကြည့်ပြီးရမင်းတေးပြီးโอเคဒီဗီဒီယိုလေးရတော့ကျွန်တော်ဒီဘိုင်းမှာပဲကျွန်တော်ဆုံးသက်ခြင်းပါတယ်ဘာလို့လဲဆိုတော့ဗီဒီယိုမတရားရှေ့အောင်မှာဆိုတဲ့အတွက်ကြောင့်ပါโอเคနောက်ပိုင်းမှာဆိုရင်ကျွန်တော်တို့အနေနဲ့အကောင့်ကိုကျွန်တော်ဘယ်လိုဖမ်းပြီးဘယ်လိုမွေးမလဲဆိုတော့ကျွန်တော်ကအနေနဲ့ပြောပြပေးသွားပါမယ်ဗျโอเคဆိုတော့ကျွန်တော်တို့ D3 မှာကျွန်တော်ပြန်ဆောင်ကြတာပေါ့ဗျာ